ဒီကောင်လေးဟာအဝေးပြေးအပြေးပြိုင်ပွဲမှာအနိုင်ရရှိခဲ့ပေမဲ့တတိယဆုမရရှိခဲ့တာကြောင့်အလော်စိတ်ပြတ်နေခဲ့ပါတယ်တတိယဆုကတော့သူ့ရဲ့ညီမလေးကိုပေးဖို့ရည်ရွယ်ထားတဲ့ဖနက်တစ်စုံဖြစ်ပါတယ်သူဟာညီမဖြစ်သူရဲ့ဖနက်ကိုမကြသေးခင်မှာပဲပြန်ပေးခဲ့တာဖြစ်ပေမဲ့အိမ်ပြန်လမ်းမှာမတော်တဆပျောက်ဆုံးသွားခဲ့ပါတယ်မိသားစုကအလွန်ဆင်းရဲတာကြောင့်ဖနက်အစ်စ်ဝယ်ဖို့ငွေချေးအများကြီးကုန်ကြမှာဖြစ်လို့ဖခင်ဖြစ်သူကိုလည်းမပြောရဲပဲမောင်နှမနှစ်ယောက်ဖနက်တစ်စုံလေးကိုသာမျှဝေစီးခဲ့ရပါတယ်ကျောင်းတက်တဲ့အခါမှာလည်းတယောက်တစ်လက်စီးခဲ့ရပြီးဖနက်မပိုင်စာတင်ခန်းထဲကိုဝင်ခွင့်မပြုပါဘူးဒီတစ်ချိန်မှာတော့ကောင်လေးဟာကျောင်းနောက်ကျလူနီးပါဖြစ်သွားပြီးကျောင်းအုပ်ကြီးရဲ့စူပူချိန်မောင်ခင်းကိုခံခဲ့ရပါတယ်နောက်တစ်နေ့မှာတော့ဆရာဖြစ်သူကရုတ်တရက်စာမေးပွဲစစ်ခဲ့ပါတယ်သူ့ကိုဖနက်အမြဲတမ်းစီးဖို့လိုအပ်နေကြကြောင်းညီမဖြစ်သူဟာဆရာရဲ့လက်ပတ်နာရီကိုစိုးရိမ်တကြီးနဲ့ကြည့်နေခဲ့ပါတယ်သူမဟာစာမေးပွဲကိုအလင်းအမြန်ဖြေဆိုပြီးကျောင်းပေါက်ဝကနေပြေးထွက်လာခဲ့ပါတယ်လမ်းမှာတော့သူမဟာဖနက်ကိုမတော်တဆလွှတ်ချမိခဲ့ပါတယ်သူမအသေးအတန်လိုက်ဖမ်းနေပေမဲ့ရေစီးတန်တာကြောင့်မမိခဲ့ပါဘူးဖနက်ဟာမြောင်းထဲမှာညက်နေခဲ့ပြီးသူမမိုးကျွေးနေခဲ့ပါတယ်ကံကောင်းထောက်မှစွာနဲ့ကျင်နာတတ်သူတယောက်ကဖနက်ကိုကူညီရှာပေးခဲ့တာကြောင့်သူမရဲ့အကိုဟာအချိန်မီစီးနိုင်ခဲ့ပါတယ်ဒီနေ့မှာတော့အမဖြစ်သူဟာသူမရဲ့ပျောက်ဆုံးသွားတဲ့ဖနက်ကိုတခြားသူတယောက်စီးထားတာကိုတွေ့ရှိခဲ့ပြီးသူမရဲ့မောင်လေးကိုတွားတောင်းဖို့တိုက်တွန်းခဲ့ပါတယ်သူတို့အိမ်တကားဝါကိုရောက်တဲ့အခါမှာတော့အဲ့ဒီကလေးမလေးရဲ့ဖခင်ဟာမျက်မမြင်တူဖြစ်နေတာကိုတွေ့ရှိခဲ့ပါတယ်မောင်နှမနှစ်ယောက်ဟာအဲ့ဒီမိသားစုကဖနက်ကိုပိုလိုအပ်တယ်လို့ခံစားမိတာကြောင့်တိတ်တဆိတ်ပြန်ထွက်လာခဲ့ပါတယ်သူတို့မသိလိုက်တာကတော့သူတို့ရဲ့ဖခင်ဖြစ်သူဟာသူတို့အတွက်ဖနက်အသစ်တွေဝယ်ပေးထားပြီးဆိုတာပဲဖြစ်ပါတယ်